Hey, အိမ်ပြန်တဲ့လမ်းကိုအမြဲမမိရမလားဘဝမှာအိမ်နဲ့တူတဲ့လူတစ်ယောက်နဲ့ဆုံတွေ့ရတဲ့အခါအိမ်ပြန်ဖို့မမီလျော့စေနဲ့နောက်မကျစေနဲ့အိမ်ကလေးကလည်းမင်းရင်ပြန်လာမျှော်နေမယ်ဆိုတာကိုသိတယ်မလားကိုချီရတဲ့သူအတွက်အိမ်နဲ့တူတဲ့ဖြစ်တည်မှုမျိုးပဲဖြစ်ချင်တယ်အိမ်ဆိုတာကြီးတာသေးတာထက်နှလုံးသားတွေနှွေးထွေးဖို့အိမ်ဟာအိမ်နဲ့တူဖို့ကအဓိကမဟုတ်လားဘယ်ခရီးကိုရှောက်လို့မောမောချိန်တန်ရင်ကိုနားဖို့ရာအိမ်ကလေးတစ်လုံးအဖြစ်အမြဲရှိပေးခြင်းနဲ့ပြင်ပန်းတဲ့အခါဝမ်းနေတဲ့အခါတွေမှာနှွေးထွေးပေးခြင်းနဲ့ထွေးပွေပေးခြင်းနဲ့အိမ်ကိုပြန်ရောက်တဲ့အခါစိတ်ရတယ်လို့စိတ်လုံးကြုံရတယ်လို့ပဲဘဝတစ်ချောင်းလုံးအတွက်စိတ်လုံးကြုံမှုပေးခြင်းနဲ့ကာကွယ်ပေးခြင်းနဲ့ဘဝရဲ့ကောင်းကောင်းဆိုးဆိုးအချိန်တိုင်းကိုမျှဝေခံစားပေးခြင်းနဲ့အပြစ်တင်ဝေဖန်မှုတွေအစားစာနာနားလည်မှုတွေအမုန်းတွေအစားချစ်ချင်းမေတ္တာတွေခွင့်လွှတ်နားလည်ခြင်းနဲ့အတူအချစ်ကလေးကိုပို့ပြီးလွှဲထွေးပျော်ရွှင်စေခြင်းနဲ့တယောက်ကိုတယောက်ချစ်ပုံချစ်နည်းတွေဟာမတူကြဘူးမဟုတ်လားချစ်ချင်းမတူနိုင်ရင်တော့ပိုချစ်ရတဲ့သူဟာကိုယ်ပဲဖြစ်ချင်တာသိရမလားချစ်ဆူရှာမေချစ်ချင်းမေတ္တာဤအုံမြင့်များပြောပြီးသားပဲကျွန်တော်ကစိုးတန်းတဲ့တော်ဟာလွတ်လပ်စွာထွက်ခွာခွင့်ကျွန်တော်ဘေးနားကလူအလုံးပေးထားတယ်ကိုယ်စိတ်အတက်ကြအတိုင်းပဲနေထိုင်ပါတယ်ကြိုးစားပြီးလဲဖြူစင်းမနေခြင်းဘူးနားမလဲသူတွေစွန့်ခွာကြပါစေပေါ့မင်းယုံကြည်လို့မင်းစိုးနေတာမင်းစိတ်ချလို့မင်းပြေးနေတာထားမသွားတဲ့လူတွေဟာဘဝတွေကိုတီးတက်ရထားလိုက်လာတာမင်းသိပါတယ်ချစ်မှာအေရီယာရှိတယ်ဖေဖေရဲ့မုန်းလုံးလေးလုံးစောက်အောင်လို့ပါရာစီတမောဆေးရလို့ထန်ရရမှလာမချစ်ပြပါနဲ့ငါမှာပြေးစရာမြေရှိခဲ့တယ်ခိုးစရာမိုးရှိခဲ့တယ်လောကကတော့စိုးမြဲအတိုင်းစိုးနေမှာပဲအချစ်ခံရလို့သာကောင်းဆိုဘာမဖြစ်ခဲ့တာပါဖေဖေရဲ့အဲ့ဒီနေ့ကစာဝါလေး3កောင်ဝယ်လွတ်လိုက်တယ်မဆူတောင်းကလင်းမှန်ပေါ်မှာတကောင်တော့နားပါစေရှည်ရည်တွေမပြေးနေကြမှန်းတန်တိတ်ပဲပြောဖြစ်တယ်လမ်းပေါ်မှာထွက်អော်နေလို့လဲဖမ်းဆီးမှမရှိတာလေမင်းနဲ့ချစ်တယ်ဆိုတော့မင်းသဘောတူမှဖြစ်တာမျိုးမိုးရွာလာလို့တွေ့တဲ့ကားတစ်စီးပေါ်တက်လိုက်တယ်ဘယ်ရောက်ရပါတယ်အချစ်ရဲ့ဘယ်မှမရောက်လဲရပါတယ်ခွဲရတယ်ဆိုတာကိတ်မုံလေးရဲ့ဓာတ်လို့ပြောစရာပဲပါပါမလဲပြန်ရွာမဲ့မိုးမန်းတေချာလို့သာဒီပန်းမင်္ဂလေးနာရက်နေရတာပါအချစ်ကပျော်ရတဲ့တတိရစေရင်မေတ္တာကတော့ဖြတ်တန်းရတဲ့တတိရစေတာပါပဲဖြစ်တည်ရခြင်းမှာပျော်ပျော်ဖြတ်တန်းရပါစေချစ်တဲ့သစ္စေကလေးပြန်မလားအရီဒါနီဝေးသွားပါပြီဆိုတာအတိဆိုရင်မနှီးနိုင်ကြတော့ဘူးဆိုတာကတတိပဲဖြစ်ပါလိမ့်မယ်အရီဒါနီရင်ပတ်ထဲမုန်းနေထဲပြီးခုံနေရတဲ့နှလုံးသားတော့ဘယ်သူတွေကပို့အကြဆုံးများအောင်ပါလဲနေဝင်ချင်းကိုနှစ်ခါကြည့်ရတဲ့ညနေခင်းနဲ့အလင်းတစ်ထက်နဲ့ပျော်တတ်နေပြီမဟုတ်လားအရီဒါနီမဆုံနိုင်တော့တဲ့ကန်းကိုမှအလန်းနဲ့လန့်ချင်ပြီးလှေပါအရီဒါနီအတိတွေတတိတွေဘဲတုတ်ပဲပုံတွေးပြီးဖြစ်ဖြစ်တကယ်တမ်းအလန်းနဲ့တက်ဝင်တိုင်းပြီးတော့ကျွန်တော်မှ
တရားနဲ့ဖြစ်တယ်မပြေတော့ဘူးရစရာရှိတာတွေတယ်တတိယတာအဆိုးဆုံးပါပဲအဲ့ဒီတာနေငါမျက်လုံးနဲ့အဆုံးသတ်လို့မရအောင်ရှုမြော်ခင်းကရှည်နေရပြန်ကားတယ်ငါဘဝလေးနဲ့တည်ဆောင်သွားလို့မရအောင်ချစ်ချင်းမြတ်တာကလေးလံကြီးမာတယ်ချစ်ရငါတို့အတူနေမဲ့အိမ်လေးဟာလေဒီဘဝနဲ့မရောက်ရှိနိုင်တော့ဝေးကွာလွန်လာကြီးရဲ့ကွယ်ဖျားသခင်အလိုရလေးတိုက်တာတော့မှန်ပါတယ်ဒါပေမဲ့အင်ကိုလေးပြန်ရမယ်လေနေလေးတွေညဈေးတွေလွတ်သွားတယ်မင်းကိုပဲအရင်တွေးရလေမုံအချိုလေးတွေစားတတ်တယ်ဆိုတော့ကလည်းဝမ်းနဲ့တက်လို့ပါပဲကော်ဖီတောက်ပါတနေ့လားတယောက်ကိုစောင့်နေရတာနဲ့တနေ့လားမှာဘယ်သူမှဘာမှမလုပ်ဘူးလားတစုံတစ်ယောက်ကိုချစ်ဖို့ဖြစ်လာခဲ့ရင်တနေ့နေ့မှာပဲချစ်ချင်ပါတယ်နှစ်ခါပြန်ချစ်ချင်ပါတယ်ဒီတစ်ခါလေရင်တူစီမယ်ဒီတစ်ခါမွေးနေ့ကိလေအတူခွဲမယ်ဒီတစ်ခါစူးလေလန်းဒီတစ်ခါကန်းကြီးဒီတစ်ခါတောင်းတန်းကဘာကျော်လွမ်းကန်းနေပြန်သန်းနိုင်တယ်ဆိုတာဘာလောင်စာဘာဆန်းအင်မမပါပါဘူးတယောက်ကိုတယောက်ချစ်ခဲ့တာတေချာခဲ့ဖို့ပဲလိုပါတယ်ဘယ်တော့မှမကြည့်ဘူးဆိုတဲ့ကြွေးကိုမသိမချင်းဆက်လို့ဘယ်တော့မှမသိဘူးဆိုတဲ့ကြပြားကိုအညံ့ခံရေးလို့အိမ်ပြန်ခဲ့တယ်ဆိုတာလေအရာအလုံးနဲ့လွဲလို့အစကနေကကြောင်ရုံတတူမှုပြတင်းကိုတော့ပဲဖွင့်ထားခဲ့မိပေမဲ့ဖန်ခွက်လိုကွဲတယ်တိုင်ကုန်လိုကျိုးတယ်စပွဲလိုရွေ့ဆောင်တယ်မင်းရောက်မလားလဲမင်းမှရောက်လာခွင့်ရှိပါတယ်မင်းရောက်မလားသိတယ်မင်းမှရောက်လာခွင့်ရှိပါတယ်